ကျောင်းဆရာမစုံနေပြီမမနဲ့မပါဘူးသူဘယ်ဆရာမဘယ်သူဘယ်ဆရာမဘယ်သူလွတ်လည်းမရအောင်နေမှာပေါ့မနေ့ကတော့လေကျောင်းဆင်းသွားတော့မမဈေးဆိုင်ကိုဈေးတော့ဝယ်တာပြန်လဲပြန်လာရောမမကေချက်ကလေးလေးနဲ့တွေ့တာတွေ့အဲ့ကလေးကမမကိုဆရာမမမလက်ကြည့်ပြီးတော့မှတော့ဆရာမအေးမိုးတဲ့ဆရာမအေးမိုးဆိုတော့မမလက်တယ်ဘယ်လိုလဲဆရာမအေးမိုးငါဆရာမအေးမိုးလားပြောငါဆရာမအေးမိုးလားဖြစ်ပြောဆိုဟေးတဲ့ဆရာမလေးဒီမှာလဲဒီမှာဆရာမလေးငါဆရာမလေးလားတခြားစဉ်းစားမမရှုပ်တင်ကြည့်လိုက်တာစဉ်းစားဆရာမကြီးတဲ့လာလာခဲငါကောင်းပြီးတော့မဲပြောခိုင်းတီဝါဆရာမပပတဲ့တကြောင်လည်းကောင်းသွားပြီငါတော့တဲဟာတတိကြိုက်တာသူကရှောင်းလိုက်တယ်ရွှေ့တယ်မတိပါဘူးကွယ်မတိပါဘူးကွယ်ဆရာမနီလာမတိပါဘူးကပြီးတော့မမသူတတိရတာအားပြောမှာဆရာမကြီးရတဲ့မမနောက်ဆုံးကြောင့်မမမှန်ပြောတော့နာဈေးသွားဝယ်ရတယ်မနေ့ဈေးသွားဝယ်တာ KG ကလေးနဲ့အေးတော့ဘေးကကြည့်တဲ့လူကြီးရီးနေတာဗောမမကြောက်ကလေးခောက်လိုက်တော့မယ်နော်ဆီယာမတွေကဆီယာမတွေပဲเนาะဆီယာမတွေဆိုမတွဲဘူးအစိုးရကြောင်းဆီယာမတွေဆိုမတွဲဘူး private ကဆီယာမတွေဆိုမတွဲဘူး IS ကဆီယာမဆိုမတွဲဘူးမူပြလေပြထက်ပြတခုမှမတွဲဘူးမူချိုဆီယာမလည်းမတွဲဘူး freelance teacher လည်းမတွဲဘူးเนาะတရုတ်ပြဆီယာမလည်းမတွဲဘူးတက္ကသိုလ်ဆီယာမဒေါက်တာအထိမတွဲဘူးကြီးများလို့မတွဲဘူးဇီသာကြောင်လို့မတွဲဘူးအလုပ်များလို့မတွဲဘူးကျောင်းပြီးရင်ကျူရှင်ပြီးရင်တင်တဲ့လုံးဝမနာလို့မတွဲဘူးစာစစ်တယ်လို့အပြစ်ဆိုတမ်းမြင်လို့ကိုမတွဲဘူးသူများသားသမီးပေါ်မျိုးသိလာသမျှသူများသားလေးအပေါ်မှစုပုံရစ်လို့မတွဲဘူးလုံးကဘလောက်ရအောင်မမေးရဆရာမလောက်ရလဲဆိုဆရာမတို့ကတရက်မှာပတ်စံ6ထောင်မရဟုတ်ကဲ့စကားဖြစ်ပြီလေရလောက်ရစကားဖြစ်ပြီတောင်းမရလောက်ရရဲ့တောင်းဒါဖြစ်ပြီပူရပေါ့ဆရာမရအောင်ခင်တော့မရရအောင်စကားဖြစ်ပြီရဆရာမနည်းနည်းJust for children's question, make values, be careful and joyful. Teacher and young children playing to trade and play together. You can live. လုံနိုင်လုံမလုံနိုင်ဟုတ်မလုံနိုင်နာလို့ရတယ်လို့ကော်ဖီတောက်မှာအပူတောက်မှာအေးတောက်မှာကော်ဖီတောက်တော့လေကော်ဖီပူပူလေးဆီယာမလှုပ်ချင်လို့ကိုဆီယာမလှုပ်နေတာနော်ဟဲ့မာကြီးညီမလေးဟဲ့ကောင်မလေးဟဲ့ညီမလေးလာမခေါ်နဲ့မကြိုက်ဘူးတော့တက်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေဆီယာမကိုဆီယာမလို့တောင်မမြင်နိုင်ရင်ဘာမှမေးနေစရာမလို Careful and joyful. Teacher and young children playing to trade and play together. You can live. Boo boo boo.
မတို့ရိုးသေးလေးစားတယ်ဒါပေမဲ့ဆီယာမအလုပ်ကိုအထင်မကြီးရဲ့ဆီယာမတယောက်ရှိဘယ်သူလဲဆိုကျမပဲ10တန်းပြီးတော့ကိုကငယ်သေးတော့လေအုံနောက်ကလည်းသေးသေးရဲ့အမြင်ကလည်းမကျဲသေးဘူးဆိုတော့စာတင်တာများလူတိုင်းတင်တတ်တယ်လားစားလည်းနေသေးတယ်ကျူရှင်များတင်လိုက်လို့ရှိရင်အတိုင်ရခံရသေးရဲ့ဆိုပြီးအလုပ်ကိုလုပ်ဖို့မလုပ်ချင်တာရှင်တို့တွေသတိထားမိကြလားပေါ့နော်ကိုမုံတဲ့အရာကိုမကြိုက်တဲ့အရာတွေဆိုလို့ရှိရင်ကျမတို့စီကိုတက်တက်ကိုလာတတ်တယ်ကွာအဲ့လိုနဲ့ကျမမလုပ်ချင်တဲ့ဆီယာမလောကတွေကိုရောက်လာခဲ့တယ်ပေါ့နော်မလွယ်ဘူးလေနော်ကိုဝါသနာပါတဲ့အရာကိုစွန့်လွတ်ပြီးတော့ဝါသနာမပါတဲ့နေရာကိုရောက်လာခဲ့တော့လေကျောင်းကိုရောကြီးပေးပြီးတော့ထွက်မယ်ဆိုတဲ့အသည့်ပဲရှိခဲ့တယ်ကွာအဲ့လိုနဲ့ပထမနှစ်လဲစတဲ့ဆရာဆရာမရမေးရဒီမှာဝါသနာပါလို့ရောက်လာတဲ့သူတွေဝါသနာမပါလို့ရောက်လာတဲ့သူတွေလည်းညှိုးတောင်ဘာထောင်ပေါ့ကိုကတော့ဝါသနာမပါပဲရောက်လာတဲ့ဘက်ကပဲဆရာမရဘာမှစိတ်မပူနဲ့ဝါသနာမပါလို့ရှိရင်လည်းနောက်ကျလို့ရှိရင်ဝါသနာကလေပါသွားမှာဆရာစိတ်ကရသွားမှာကိုတွေးမိရပေါ့နော်ဒါဖြစ်နိုင်လို့လားကိုကဒီလောကကြီးတွေကထွက်ချင်နေပါလေဆိုသူတို့ကစိတ်ပါအောင်လုပ်ပေးမယ်ဆိုတော့ဖြစ်နိုင်လို့လားပေါ့နော်တကယ်ဖြစ်ခဲ့ပါတယ်ဗျာအเจ้าရဲ့ပညာရေး၃ပါးသားကြီးကကျမကိုဆရာစိတ်တွေအများကြီးဝင်အောင်သွင်းပေးလိုက်တယ်ပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်တော့လောကကို profession ကိုအရင်ကကာကွယ်တက်လာတဲ့အရင်ကချစ်တက်လာတဲ့စာဆိုတာလူတိုင်းသင်လို့ရတယ်ဆိုတဲ့အသည့်တွေလည်းပြောင်းသွားတယ်ပေါ့နော်ဒါကကောင်းတော့ပြောင်းလဲခြင်းပါပဲ နေမကောင်းရင်ဆေးတခါလဲကြိုးတောင်းတော့ဆေးတောင်းမပြေးကြနဲ့နော်ဒီမကောင်းလို့အကြောင်းပြက်ရင်စင်မပြေဘူးဆိုတာသိရနော်စာတွေကစောင့်နေရမဟုတ်ဘူးရှေ့ကိုဆက်ပြီးတော့သင်နေတာကိုပြက်တဲ့တရက်ကကိုယ်ဘယ်သူမှစောင့်ပြီးတော့သင်မှာမဟုတ်ဘူးဆရာဆရာမတွေကနားလေလားဆရာမပြောတာမိုးရတော့လည်းပြန်ရတာမြဲဆန်းဆန်းပြန်အိမ်ပြန်ရောက်ရင်လွတ်လွတ်နေဆေးတောက်ထားအေးဟိုဆရာဆရာမတွေကနေမကောင်းလဲရှူးရှူးကြီးကျဲတဲ့ခါရဲစာတင်ရအတန်မထွက်လဲအော်တင်ရနေမကောင်းလဲစေးတော့ပြီးငုတ်တော့လာထိုင်ရသူတို့မှတော့နေမကောင်းလဲပြက်နေကောင်းလဲပြက်ခိုင်းတာလဲပြက်ဖင်တာလဲပြက်တို့တွေလည်းပြက်ချင်တာပေါ့တရားလားအဲ့ဒါတရားလားအေးအဲ့ဒါမတရားဘူးဆိုတော့တင်ဘာလို့ပြက်တော့ပြောဩငါတို့ဆရာမလေးတောင်မှနေမကောင်းရတာနဲ့လားတင်နေတာငါတို့လည်းသွားမှပြင်မယ်ငါတို့နေကောင်းအောင်လုပ်ရမယ်အဲ့လိုလေးမတွေးဘူးမိုးရွာတဲ့တခါနဲ့ငါးမြလို့ဖင်းပြောင်ချုပ်ပြီးပြေးပြီးစော့လာပဲဟေးရေတော့တဲ့မှာဝုန်းတို့သမီးချောင်းတိုင်းမင်းထုတ်ကူဒီလည်းပြီးတော့ဖျားရတဲ့ကိုချင်းစာသိဆိုတာထားတတ်ကြတယ်ကျောင်းမီးကျောင်းကျော်လေကိုချင်းစာသိဆိုတာထားတတ်ကြတယ်ထားမှစင်နေတာလေကိုရှုံးနေတာကိုကောက်ကမှာဘာမေတာလေးလားလိုက်ပြီကိုကတော့ဆော့ပြီးတော့သွားယူပါဆိုတော့သွားကိုမလာပြီမနေ့မေလာပြီသွားကြိုလာအောင်ကိုမမေလာပြီသွားကြိုလာအောင် Question make believe, see careful enjoy for teacher and young children playing through